အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်တော့နေဆုံးမမှုတွေကြောင့်တို့ရဲ့ idea လေးတွေပေါ်ကိုလည်းချစ်ကျူးတယ်တို့ရဲ့ 2 3 4နော်အခုကျွန်တော်တို့အစီအစဉ်6အရာကျွန်တော်တို့မန္တလေးဆိုင်ကိုရိုက်ပြီးတော့ကျွန်တော်အဲ့ဒါဆောင်သူတွေကိုရိုက်ပြီးတော့ရိုက်ပြီးတော့ကိုအားလျော်ဖိတ်ခေါ်ပါတယ်အစီအစဉ်ကိုကျွန်တော်မန်နေဂျာ2ယောက်ချိုလေးရယ်ဇင်တူရယ်တို့ရဲ့ဒီရှက်ကြီးချဲစလက်ကပဲဝင်ပေးတာဖြစ်ပါတယ်လို့လက်ဖို့ပြကြည့်လိုက်ခဲ့